ပင်လယ်ပြင်ရှိပြီးတော့ဗျာဝေဆောင်ကမ်းခြေမှာပင်လယ်စာတွေလည်းဈေးကြီးတယ်ရင်းအကြီးစားဗျာအဲ့လိုမျိုး review တွေအဲ့လိုမျိုးကျွန်တော်တို့ဒီမှတ်ချက်ပေးတဲ့ comment တွေရောအဲ့လို review video တွေရောကျွန်တော်ငွေဆောင်ကမ်းခြေမှာခဏမိတ်ဆွေတို့ဒါတွေ့နေရတယ်ကျွန်တော်လည်းတွေ့နေရတယ်ပေါ့နော်ငွေဆောင်ကမ်းခြေပင်လယ်ပြင်ရှိပြီးတော့ဗျာဒီပင်လယ်နဲ့ကျွန်တော်တို့ကဒီပင်လယ်စာတွေဈေးကြီးတယ်ဆိုတော့အဲ့ဒါလေးကိုဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျွန်တော်တို့ဘယ်သူမှလည်းထဲဝင်မရှင်းပြဘူးဘယ်သူမှလည်းမပြောပြဘူးဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ငွေဆောင်ကမ်းခြေနဲ့ပတ်သက်လို့ဘာဖြစ်လို့ငွေဆောင်ကမ်းခြေကအစားအစာတွေကဈေးကြီးတာလဲဘာဖြစ်လို့ဈေးတွေများတာလဲဆိုတော့အကြောင်းအရာလေးကိုကျွန်တော်ဗီဒီယိုလေးနဲ့အသေးစိတ်ကျွန်တော်ရှင်းပြပြောပြပေးသွားပါမယ်ဒီဧည့်သည်တွေမိတ်ဆွေတို့ဈေးများတယ်ဆိုရင်မိတ်ဆွေတို့ဈေးများတယ်လို့ပဲကျွန်တော်တို့ကအစင်းစင်အကုန်လုံးကျွန်တော်တို့ကဈေးများပြီးတော့ပေးဝယ်ရတာဗျာကျွန်တော်တို့ထားပြီးတော့ဒီတိုင်းတောက်နေတယ်ကျွန်တော်တို့ရေတန့်20လီတာဘူးဆိုလို့ရှိရင်တခြားနေရာတွေမှာဘယ်လောက်လဲတော့မသိကျွန်တော်ငွေဆောင်ကမ်းခြေမှာ20လီတာကျွန်တော်တောက်ရည်တန်းတပူကို3000ပေးဝယ်ရတယ်အဲ့3000ပေးဝယ်ရတာကကျွန်တော်ဒါတောင်မှຫນွေရာသီရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်အဲ့3000ပေးဝယ်ရတာရေပြတ်တာတွေရှိတယ်ပေါ့ဗျာအဲ့ဒါက3000ကကျွန်တော်ကိုယ်တိုင်မိတ်ဆွေဟိုချမ်းသာတာဆင်းရဲဒီရေတန့်ကိုယ်တိုင်သွားတည်ရတာလာမပို့ပေးဘူးเนาะကျွန်တော်တို့ဒီမှာလာပို့ပေးရကျွန်တော်ဟိုဘက်မှာတောင်ရီဆိုတာရှိတယ်ပေါ့နော်အဲ့တောင်ရီကတော့အရင်တော့ကဒီကျွန်တော်တို့ဒီအဝတ်စားလျှော်တာတွေဘာတွေအဲ့မှာတုံးတာပေါ့ကျွန်တော်တို့ပြောမှဆိုငွေဆောင်ကဒီရေစနစ်ကဗျာထုံးတက်ပါတယ်ထုံးတက်ပါတဲ့အတွက်ကျွန်တော်တို့ကဒီချက်ပြုတ်စားတောက်တဲ့အခါမှာကျွန်တော်တို့ကရေတန့်တွေတုံးပြီးတော့ချက်ရတယ်အဲ့တော့ကျွန်တော်တို့ကကုန်ပစ္စည်းရဲ့ဈေးများတယ်ဆိုတာအဲ့လိုမျိုးရှိတယ်ပြီးတော့အဆင့်ကျွန်တော်တို့ငွေဆောင်ကိုလာတဲ့ဒီကုန်ပစ္စည်းတွေကထိုးကလာတဲ့ကွာကျွန်တော်တို့ကဒီတောင်တက်တောင်ဆင်းနေလာတာဟိုကလာတဲ့ကွာဈေးတွေကဒီမှာများနေတာအဲ့များနေအောင်လူတွေကမသိကြဘူးကျွန်တော်ငွေဆောင်ကလူတွေကဈေးများတယ်ဈေးယူတယ်ပဲထင်တာတကယ်တော့ကုန်ပစ္စည်းတွေကစလာတဲ့ကိုကဈေးတွေကကျွန်တော်တို့ကသူတို့တန်စာကားတွေကိုကများနေတဲ့အတွက်အဆင့်တွေကအဲ့လိုမျိုးများတာမိတ်ဆွေတို့တခါတရံလာတဲ့သူတွေတောင်မှကုန်ဈေးနှုန်းတွေများတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနေထိုင်စားတောက်တဲ့သူတွေအနေနဲ့ဒီလိုကုန်ဈေးနှုန်းတွေဘယ်လောက်တွေများလိုက်မတချို့တွေကငွေဆောင်ကမ်းခြေမှာဒီကုန်ပစ္စည်းတွေကသိကျင်လို့ရှိရင်မိတ်ဆွေတို့ငွေဆောင်ကမ်းခြေမှာတစ်လလောက်လာနေကြည့်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကုန်ပစ္စည်းတွေငွေဆောင်ဒီကမ်းခြေကဘာလို့ဈေးများလဲဆိုတာသိသွားပါလိမ့်မယ်ဒီဟိုတယ်တွေဖွင့်မယ်တဲကူကန်းတွေဖွင့်မယ်ဘုတ်လုပ်ငန်းတွေလုပ်မယ်ဒါကလူတွေအများစိတ်ဝင်စားပတ်စံကျင်းတွေရတဲ့လုပ်ငန်းတွေကိုပဲလုပ်ကြတယ်ပေါ့နော်ပင်လယ်စာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီကမ်းခြေမှာကျွန်တော်တို့ဒီမိတ်ဆွေတို့စားတောက်နေတဲ့ပင်လယ်စာတွေကကျွန်တော်တို့ဒီကမ်းခြေကနေငါးဖမ်းလှေနဲ့သွားစထွက်ကြတယ်ဗျာငါးဖမ်းလှေနဲ့စထွက်ပြီးဆိုတဲ့ကွာကျွန်တော်တို့ကအရင်ဦးဆုံးဒီငါးဖမ်းလှေတွေမှာအသုံးပြုတဲ့ကျွန်တော်တို့ဒီဓာတ်ဆီတွေဒီဇယ်တွေရှိမယ်ဒီဓာတ်ဆီတွေဒီဇယ်တွေကိုကျွန်တော်တို့ကထည့်ပြီးတော့မှကျွန်တော်တို့ဒီငါးဖမ်းလှေတွေနဲ့ထွက်သွားရတာကျွန်တော်တို့ကဒီကမ်းနဲ့နီးရင်နီးသလိုဝေးရင်ဝေးသလိုကျွန်တော်တို့ငါးဖမ်းလှေတွေမှာအသုံးပြုရတဲ့ဓာတ်ဆီတွေဒီဇယ်တွေကပိုကုန်သွားတယ်ဗျာအဲ့လိုပိုကုန်သွားပြီမဲ့ကျွန်တော်တို့ကဒီမှာလာကျွန်တော်တို့ကဒီအေးဆေးဆေးလေးနေတာကျွန်တော်တို့ပင်လယ်ပြင်ထဲမှာတစ်ခါတည်းမှာလှိုင်းကြီးတာတွေရှိတယ်ကျွန်တော်တို့ကတစ်ခါလေးကြားလို့ရှိရင်လေကျန်းတာတွေရှိတယ်အဲ့လိုအခါမျိုးကြားလို့ရှိရင်ငါးတွေကကျွန်တော်တို့ထားပါတော့အခုတစ်ခေါက်ထွက်သွားလို့ကျွန်တော်တို့ဓာတ်ဆီဒီဇယ်စီဒီအင်ဂျင်မှာသုံးတဲ့ဒီပစ္စည်းတွေက9သိန်းမိုးကုန်တယ်ပဲထားအောင်9သိန်းမိုးကုန်လို့ပြန်ရလာတဲ့ကျွန်တော်တို့ဒီပင်လယ်စာတွေကကျွန်တော်တို့9သိန်းမိုးပြန်ရခြင်းမှာရမှာဒါကကြတော့ကျွန်တော်ငါးကဒီပင်လယ်ကဒီငါးဖမ်းလေတွေကဖမ်းလာတဲ့ငါးတွေဒီကုန်ပစ္စည်းတွေကကျွန်တော်တို့ကအမြဲတမ်းကျွန်တော်ဒီပမာဏရပါမယ်လို့ကျွန်တော်တို့ကဒါဘယ်သူမှပြောလို့မရဘူးကျွန်တော်တို့အဆင်ပြေကံကောင်းလို့ဖမ်းရတာကျွန်တော်တို့ငါးကြောထိတဲ့အခါမျိုးကြာမှာဒီငါးတွေကမြန်မာစသရတယ်အဲ့လိုမြန်မာစသရတဲ့အခါမျိုးကြာမှာကျွန်တော်တို့ကဒီမှာပင်လယ်စာတွေကပေါ်တာပေါ့နော်အဲ့တော့တခါလေကြာတချို့မိတ်ဆွေတွေရှိတယ်ငွေအဲ့သူတို့လာတဲ့ခါကြောက်လို့ရှိရင်ပင်လယ်စာလေးတွေဈေးနဲ့ပေါ်တဲ့အခါမျိုးလေးရှိတယ်ပေါ့နော်အဲ့ဒါကြာရင်ငါးဖမ်းတဲ့ဥစ္စာလေးတွေကျွန်တော်တို့များစားရတာရှိတယ်ပြီးတော့ခရီးသွားဧည့်သည်များရင်များသလိုငွေဆောင်မှာပေါ့နော်ကျွန်တော်တို့ကဒီဈေးလေးတွေများတာရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီမှာပင်လယ်စာတွေထဲမှာထားပါတော့အချိန်100ထွက်တယ်ဗျာဒီပင်လယ်ဒီလှေတစ်စီးကလှေတွေအကုန်လုံးကအချိန်1000ထွက်တယ်ပဲထားအောင်ကျွန်တော်ခရီးသွားဧည့်သည်တွေနေတဲ့အခါမျိုးတွေကြားလို့ရှိရင်ဒီအချိန်1000ကိုသုံးဖို့အတွက်ကကျွန်တော်တို့ဘယ်လိုပြောမလဲဒီမသုံးနိုင်ဘူးဗျာပင်လေဒီအချိန်1000ကြီးကိုမဖြုံးနိုင်ဘူးအချိန်1000မဖြုံးနိုင်တဲ့အခါမျိုးတွေကြားလို့ရှိရင်ကျွန်တော်တို့ကတချို့ရန်ကုန်ဒိုင်းတွေရှိတယ်ဒိုင်းတွေအဲ့ဒီနေရာတွေကိုတင်သွင်းရတယ်အဲ့လိုတင်သွင်းတဲ့အခါကျတော့ကျွန်တော်တို့ဧည့်သည်များတဲ့အခါကြားလို့ရှိရင်ဟိုဒိုင်းတွေကကျွန်တော်တို့ကဒီအချိန်1000ယူပါမယ်ဆိုပြီးတော့ချုပ်ထားတာဖြစ်တဲ့အတွက်သူတို့12ရာသီထွက်သမျှကိုယူဘလောက်ပဲထွက်ယူနေတာဗျာဒီမှာကျတော့ဧည့်သည်နေတဲ့အခါမျိုးကြားလို့ရှိရင်အဲ့ဒီလို
အခါမျိုးတွေကြတယ်မယူနိုင်တဲ့အခါမျိုးကြတော့အဲ့လိုပဲကျွန်တော်တို့ကရန်ကုန်ကိုသွားမဲ့ဒီဈေးနှုန်းကရန်ကုန်သွားတဲ့ဈေးနှုန်းတိုင်းပြန်ပြီးပေးဝယ်ရတာဖြစ်တဲ့အတွက်ဒီပင်လယ်စာတွေကဒါဈေးများတာပေါ့